မကြာမီမှာပဲအတန်းပိုင်ဆရာမရောက်ရှိလာပြီးဇီဟန်ကိုသိပ္ပံဘာသာတွဲအတန်းသို့ပြောင်းရွှေ့လိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့သည်ထိုစကားကိုကြားလိုက်ရချိန်မှသာဇီဟန်၏မိခင်သည်အတန်းမှလာမိမှန်သတိထားမိသွားသည်သူမသည်အနှဲငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားတော့လဲတည်ငြိမ်မှုကိုထိန်းသိမ်းရင်းအတာတကြီးပြန်လည်ထွက်ခွာသွားခဲ့သည်တစ်ဖက်တွင်လည်းကျောင်းသားကျောင်းသူများသည်မိဘဆရာတွေ့ဆုံပွဲအပြီးရလဒ်များကိုစောင့်မျှော်ရင်းစိုးရိမ်ပူပန်မှုများဖြင့်တင်းမာနေကြသည်ကျောင်းသူတဦးမှမူအလွန်အမင်းပူပန်နေသဖြင့်တွေ့ဆုံပွဲအမြန်ပြီးဆုံးပါစေကြောင်းနေရာအနှံ့ဒူးထောက်ဆုတောင်းနေမိသည်သို့သောသူမအကြောက်ဆုံးအရာကဖြစ်လာခဲ့သည်သူမ၏ဖခင်မှနောက်ကျမည်ကိုစိုးရိမ်သဖြင့်2 နာရီခန့်စော၍ရောက်လာခဲ့သည်သူသည်အတန်းထဲသို့ခြေချလိုက်သည်နှင့်အခြေအနေအလုံးကိုချက်ချင်းရိပ်မိသွားပြီးအန်ကျိတ်ကထိုင်နေုံမှတပါအခြားမတက်နိုင်ခဲ့ပေထိုအချိန်တွင်ဝမ်ကမူသူမစီသို့ကြားရောက်လာတော့မည်ဒုက္ခကိုသတိမထားမိသေးပေသူမသည်အစည်းအဝေးအပြီးသူမဖခင်၏တည်ကြည်လာသောပုံစံကိုတောင်ပေါ့ပေါ့တန်တန်လိုက်တူးပြနေသေးသည်သူမ၏မုံဖိုးများအဖြတ်ခံရနိုင်ခြေရှိပြီးသူမနှစ်သက်သောအမှုပညာရှင်နောက်လိုက်နိုင်မည်အခွင့်အရေးများဆုံးရှုံးရတော့မည်ကိုတွေးမိကမျက်ရည်များဝဲလာခဲ့သည်လင်းချောင်းကမူရှောင်းကိုနောင်လာမည့်အခြေအနေများအတွက်အနှဲငယ်များစိုးရိမ်ပူပန်မှုရှိရန်အကြံပေးခဲ့သည်သို့သောရှောင်းကမူသူမ၏မွေးစားမိခင်ကသူမကိုတေချာပေါက်ကာကွယ်ပေးလိမ့်မည်ဟုယုံကြည်ချက်အပြည့်ဖြင့်ပြောဆိုခဲ့သည်အမှန်တကယ်ပင်သူမ၏ယုံကြည်ချက်ကမှားယွင်းမနေခဲ့ပါဘူးသက်သေအထောက်အထားတွေကမှားယွင်းမနေခဲ့ပါဘူးရှောင်းဟာသူမရဲ့မွေးစားမိခင်ရဲ့အလိုလိုက်မှုကိုအပြည့်အဝရရှိခဲ့ပြီးနေအောင်ကြီးအောက်မှာဆွဲဆောင်မှုရှိတဲ့လက်ဆောင်မှုတစ်ခုကိုပိုင်ဆိုင်ထားသလိုမျိုးလူတိုင်းကခံစားခဲ့ရပါတယ်။ရှောင်းရဲ့ချစ်စရာကောင်းမှုကဂျီဟန်ရဲ့အာယုံဆိုင်မှုကိုဖန်ဆားနိုင်ခဲ့ပြီးသူတကယ်ပဲရင်ခုန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျီဟန်ကမိဘဆရာတွေ့ဆုံပွဲမှာသူ့အမေဘလို့ပြုမှုနေထိုင်မလဲဆိုတာကိုတက်ကြွပြီးရေမောစရာကောင်းတဲ့ပုံစံနဲ့တရုပ်ဆောင်ပြခဲ့တာကြောင့်ရှောင်းတယောက်အားရပါရရေမောခဲ့ရပါတယ်။ဒါပေမဲ့လင်းချောင်ရဲ့အလှည့်ရောက်တဲ့အခါမှာတော့သူကဘာမှမထူးခြားသလိုပဲနေခဲ့ပါတယ်။ဒီနေ့ဟာသူ့ဖခင်အတွက်ပထမဆုံးအကြိမ်မိဘဆရာတွေ့ဆုံပွဲတက်ရောက်ခြင်းဖြစ်တာကြောင့်သူ့ဖခင်ဘလို့တုံ့ပြန်မလဲဆိုတာကိုသူလုံးဝမသိခဲ့လို့ပါ။အဲ့ဒီနောက်မှာတော့ရှောင်းကပြေးလာပြီးလင်းချောင်နဲ့အတူတရုပ်ဆောင်ခြင်းတယ်လို့ပြောခဲ့ပါတယ်။သူမကလင်းချောင်ရဲ့အမေဖြစ်ဟန်ဆောင်ရင်ယောက်ျားလို့ခေါ်ကာသူ့ကိုမေးစရာရှိတယ်လို့နောက်ပြောင်ပြောဆိုခဲ့ပါတယ်။မမျော်လင့်ပဲယောက်ျားလို့အခေါ်ခံလိုက်ရတာကြောင့်လင်းချောင်တယောက်အဆက်သေးပြီးကြောင်အန်းသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ရင်းရင်းနှီးနှီးတရုပ်ဆောင်နေတာကိုမြင်လိုက်ရတဲ့ဂျီဟန်ကတော့ချက်ချင်းပဲမနာလိုဝန်တိုစိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။နောက်နေ့မှာတော့ရှောင်းဟာတကယ်တော့လင်းချောင်ရဲ့ငယ်တငယ်ချင်းဆစ်ဆက်ထားသူဖြစ်တယ်ဆိုတဲ့ကောလာဟာလတွေကြောင်းတစ်ကြောင်းလုံးပြန့်နှံ့သွားခဲ့ပါတယ်။အခြေအမြင့်မရှိတဲ့ဒီကောလာဟာလတွေကိုတော့ရှောင်းကဘာမှပြန်မပြောဘဲလစ်လျူရှုထားခဲ့ပါတယ်